ကျွန်တော်ဒီနေ့အတွက်လဲတယောစာလေးတစ်ပုဒ်ကိုပဲဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုရေးသားထားသူကတော့ဆရာကဘာတိုင်စုံမောင်စမုံပဲဖြစ်ပါတယ်တယောစာလေးကိုဖတ်ခွင့်ပြုပါရန်ဆရာမောင်စမုံနဲ့မုံမခမီယာတို့အားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းအပ်ပါသည်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအလုံးဘေးကင်းကျန်းမာကြပါစေဗျာအရေးတော်ပုံအောင်ကိုအောင်ရမည်ဒီလေခွေးစကားဟောင်ချက်ကတော့နော်ပြည်သူရွေးချယ်တဲ့ဒီမိုကရေစီအစိုးရကိုတိမှတ်ပြုဖို့လိုအပ်တယ်လို့နိုင်ငံတကာကိုတည်ကျိုးဦးဆိုတဲ့သတင်းတက်လာတယ်ဘလောက်တောင်နန်လိုက်မလဲဆိုတာတွေးကြည့်ုံနဲ့တင်အော်ဂလီစံပြီးအန်ဂျင်လာတာပဲအမှန်ကသူပြောစရာတောင်မလိုပါဘူးနိုင်ငံတကာကလူလူရွေးကောက်ထားတဲ့အစိုးရကိုပဲအတိအမှတ်ပြုတာပါကုလသမဂ္ဂမှာဆိုရင်သမတာကြီးကဥဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံကဒေါ်ဆန်းစုကြည်ပဲဖြစ်ပါတယ်ကိုယ်စားလှယ်ကလည်းဒေါ်စုခန့်ထားတဲ့ဥကြုံမိုးထွန်းမဲလီအာဆီယံသတင်းစာရှင်းလင်းပွဲမှာတောင်းခေါင်းဆောင်ကဒေါ်စုခေါင်းဆောင်လို့လောက်ရမှာကလည်းဒေါ်စုပဲလို့ဆိုထားတယ်ခွေးပူတဲ့ခွေးပူကမကြားတာလားလူစကားကိုခွေးမသိတာလားဒါမှမဟုတ်ခွေးစီမှတ်ပြီးပုတ်တက်ပြီးဇွတ်ရွတ်ဦးနေတာလားမသိပါဘူးရွေးကောက်ပွဲကိုဝေဖန်မှုပါဇက်ပြင်တာနဲ့လူ400ကျော်ကိုဖမ်းထားတယ်လူလူရွေးချယ်ထားတဲ့ပူပူနွေးနွေးဆိုးရကိုတနက်ပြနိုင်ခြင်းဖမ်းဆီးထောင်ချပြီးအာဏာဓမြတိုက်ထားတဲ့လူလူချင်ဘတ်မြင်သူတိုင်းတက်ချင်နေတဲ့သူကများရာရာဆဆမိမိကိုပြည်သူရွေးချယ်တဲ့အစိုးရတွေတပြည်လုံးကပြည်သူတွေမပြောနဲ့ပြည်မျိုးကပြည်သူတွေတောင်းသူ့ကိုတပြက်စီလဲအမိုက်သိမ်းဖို့အတွက်တောင်ရွေးမှာမဟုတ်ဘူးပြည်သူတွေကဒီမိုကရေစီနည်းလမ်းနဲ့ရွေးချယ်ထားတဲ့အစိုးရပေါ်မှာနိုင်ငံတချို့ကစီးပွားရေးပိတ်ဆို့မှုတွေကန့်သတ်မှုတွေဆက်လုပ်နေကြတယ်ဒီမိုကရေစီနိုင်ငံတွေဟာမိမိဆန္ဒအလျောက်မဲပေးခဲ့တဲ့ပြည်သူတွေရဲ့ဆန္ဒကိုတန်ဖိုးထားသင့်နေတယ်အဲ့ဒါဒီအပိုင်းခွဲဥထဲမှာစုညံနေတဲ့ဥဒန်းတွေပေါ့လူဥဒန်းမပါတဲ့ဥဒန်းတွေပါခွေးဘူးဟာခွေးဝင်စားပေမဲ့ခွေးစင်မမီခွေးရီမပြည့်မစိခွေးတန်းလေးဘက်ဆန်တိပန်းနဲ့ခွေးတရမ်းမေအဲ့ဒီလိုခွေးရောက်မပြောင်းတာကိုပဲနိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုထိခိုက်နေရတာပါဆိုပြီးဖင်လေးတရွဆွဲဘိုးအဲတန်နဲ့နွားတန်နှောက်ပြီးကျူလိုက်သေးတယ်ပြည်သူကသာအမှန်တကယ်ရွေးကောက်ထားတာဆိုရင်ထရန့်ဘောငုံမှုဒေါ်လာ3သန်းကုန်ခန်းစရာမလိုဘူးရောဂျာစတုန်းကိုလောပါအောင်လို့ဥနေစရာမလိုဘူးလေမိမမှန်ကီမမှန်ဖရီခံအထီးကျန်ဖြစ်လို့ရင်းနှီးမြုံနှံသူတွေပြန်ကုန်ကြပြီပေါ်တော်တော်တွတ်ချောင်းချောင်းဟောင်ကောင်တွေနဲ့တိုင်းပြည်ကိုဗပောင်းဆောင်ကရသမျှနီးနဲ့ဖျက်ဆီးနေတဲ့ခွေးငှက်တွေနဲ့ဘယ်သူကဘယ်ကိုကျင်တရားဘယ်စိတ်ထားနဲ့အလုပ်တွဲလုံနိုင်မှာလေစောစုနဲ့တွဲလို့ရင်လူကောင်းမဟုတ်တလို့လူကောင်းဆိုရင်လေတွဲမလို့ကြဘူးကြာရင်ခွေးရုပ်ပေါက်မှာသူတို့သိကြတယ်လေခွေးပူတဲ့ခွေးပူရဲ့ခွေးစင်မမီပုံကလေတကိတ်ကိုကြမ်းစားကြည့်ပါသူကသာအာဆီယံနဲ့နိုင်ငံတကာကိုအတိမတ်ပြုတ်ပေးဖို့ဘောကိုကောင်းနဲ့ခွေလိုက်ဖင်နဲ့ပုတ်လိုက်အမီရန်လိုက်ဟောင်တန်ပေးလိုက်ဥတန်ပေးလိုက်နဲ့အမျိုးမျိုးကျူနေတာသူ့မွေးသားဖင်နှစ်ကတောင်ခွေတိုးပေါက်ပါပိတ်ပြီးဘေးချိတ်ထားတာလေဂျမင်းပူတင်က82နှစ်မြောက်ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ခမ်းနားကိုခွေတက်မခံမှုတဲ့ဗျာလှိုင်ဘောငုံခမဘော်လေးရက်လိုက်လက်နဲ့ဖွာလိုက်ပါနဲ့ပုတ်လိုက်နှာခေါင်းနဲ့တွန်းလိုက်နဲ့တိုင်းပြည်ဘန်နာတွေပါပုံအော့ထားပြီးမဲ့ပူကတော့လူတူပါပဲလူရမသွင်းခွေးစရင်မဖြတ်မတက်လာနဲ့မပရဘူးလေအဲ့ဒါကိုခွေးဘူးကဟန်ကို့ဖို့လုပ်ပြီး
အာဟုကိုများဘာဖြစ်လို့လဲဆိုပြီးကြွက်ပူကိုလှမ်းမိပါလီရောအဲ့ဒါကိုဟိုကလူတွေကိုပဲဖိတ်တာလို့အကြောင်းကြားလိုက်လို့ခေါင်းတလားတဲ့ဝင်အောင်နေရတဲ့ခေါင်းတလားတဲ့အောင်းသွားဆိုသွားเสียပဲရှိတော့တာလीကိုဖေးကရဲ့ကလာအိုလိုနိုင်ငံတောင်ဖိတ်ခံရတာအမတန်လူရဝင်ခြင်းနဲ့ခွေးဘူးခမဘယ်သူဂွေးဥမှပုတ်ခွင့်မရတော့လို့ဂွေးရစ်မတိုးခွေးဖြစ်စိုးနေပါလားဆိုပြီးခွေးမင်းဥဒန်တွေမြည်ဟောင်နေလို့နေပြည်တော်တောင်ခွေးဥဒန်တွေကြောင့်တွေးပူနေကြတယ်လို့ဆိုကြတယ်ခွေးဘူးဟာအာနာသိမ့်ပြီးချင်းအမီလေးမှဖင်လေးဟပြီးကွာတာနဲ့သွားကဘုံသဘောတူညီချက်ငါရဲ့ကောင်းထဲဖော်မဲလို့ဦးခဲ့တာကိုသူကိုယ်တိုင်မေ့သွားပြီအခုမှသူ့ကိုအတိမတ်မပြုလို့ဆိုပြီးကတ္တရာလမ်းနဲ့ဖင်နဲ့တိပုတ်ခါဇွတ်ဦးနေတော့တာပဲကဲခွေးဘူးကိုအာဆီယံစမေးဝဲစစ်ကြည့်ရအောင်တစ်အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်မြန်မာနိုင်ငံအတွင်းကြမ်းဖက်မှုအလုံးကိုချက်ချင်းရပ်တန့်မှုနဲ့အဖက်ဖက်ကစွမ်းကုန်ထိမ့်သိမ်းမှုကိုကျင့်သုံးမှုပြည်သူကိုလိုက်ကင်နေတဲ့ခွေးယူဆိုတော့အမတ်က minus အနှုတ်အောင်မှာနှစ်သက်ဆိုင်သူအလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးငြိမ်းချမ်းတဲ့နီလန်းနဲ့အဖြေရှာဖို့သက်ဆိုင်သူအလုံးပါဝင်တဲ့အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေကိုစတင်မှုထိုင်မဲဆိုတဲ့သူမှန်သမျှခုံအောက်ကနေခြေသလုံးလိုက်ဆွဲနေတဲ့ခွေးစိုးဆိုတော့တမတ်မှမရတဲ့အပြင်အမတ်တောင်ကြွေးတင်နေတယ်၃အထူးကိုယ်စားလှယ်ခန့်အပ်ရန်တွဲဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကိုအာဆီယံတွင်းရေးမှုချုပ်ရဲ့အကူအညီနဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ပါပီကလေးပုတုတုဝူဝူလူစကားသူမသိတနာစရာအခြေအနေမို့တမတ်မှမရပါလီ၄လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအာဆီယံရဲ့အေးရှေစင်တာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဌာနကတဆင့်မြန်မာနိုင်ငံကိုအကူအညီတွေပေးအပ်ဖို့လာသမျှကုန်ခွေးကိုယ်တော်နဲ့ထည့်ပြီးခွေးစာလုပ်ဖို့ပဲကြံစီနေတာဆိုတော့အမတ်ဝေးလို့ချစ်ရတောင်မထင်ဘူးငါအထူးကိုယ်စားလှယ်လာရောက်ရန်အာဆီယံထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာသက်ဆိုင်သူအဖွဲ့အစည်းအလုံးနဲ့တွေ့ဆုံမှုမြန်မာနိုင်ငံကိုလာရောက်လေပတ်ဖို့ဒေါ်စုကိုတောင်ခုထိတွေ့ခွင့်မပေးသေးဘူးဇမတ်နဲ့ဝေးလာပြီစုစုပေါင်းရမတ်က minus အနှုတ်အော်ဝေးစီပဲဒီကြားထဲမှာခွေးကျုပ်တကောင်ကလည်းခွေးဘဝရခဲ့တယ်လို့ဦးနေပြန်ရောခွေးမတွေကလည်းဝိုင်းဦးဝိုင်းဟောင်ကြဖို့ခွေးသည်တွေသစ္စာရှိဖို့အထူးလိုအပ်ပြီးသစ္စာပြည့်ရင်အမိဖြတ်မယ်လို့ဦးနေတယ်သစ္စာရှိဖို့ဆိုတာထမင်းရှင်ပြည်သူတွေကိုကြိုက်တတ်ဖို့ဟောင်းနေတာပါဘုံသဘောတူညီချက်တွေကိုဖျက်ဆီးဖို့ဦးနေတာပါအဲ့ဒီခွေးရင်ကျေးလိမ်မှာ၅ချက်ကိုလိုက်နာရင်တရားဝင်မှုပေးဖို့စဉ်းစားမယ်လို့မလေးရှားကပြောတယ်တိုင်းပြည်ကိုခွေးချင်းခွေးချံကြံလိုက်ကြတဲ့ကလူစရင်တွေကဖြုတ်လိုက်ကြတာခွေးဘူးကလေဝင်းမှာချူစလွယ်ကြီးနဲ့ဆိုတော့စူဒန်ဥဒန်တွေကြောင်းမှာချူဒန်လေးကလည်းပေးလိုက်သေးတယ်အဂရီနဲ့မစင်မကျန်စီမံမှုကြောင့်နိုင်ငံတော်ဘီလီယံနဲ့ချီဆုံးရှုံးခဲ့ရတယ်လေနိုင်ငံတော်ကနှစ်နာဆုံးရှုံးခဲ့ရတဲ့ငွေကြေးပမာဏအနေနဲ့ဆိုရင်အမေရိကန်ဒေါ်လာ73.344 သန်းနဲ့ငွေကျပ်226.100 ဘီလီယံဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီလိုမဖြစ်စေဖို့အတွက်တို့အနေနဲ့လုပ်ငန်းဆောင်ရွက်မှုအလုံးကိုလှုပ်ထုံးလုံနည်းနဲ့အညီစဉ်းစားဆင်ခြင်ဆောင်ရွက်ရပါမယ်လို့ခွေးစည်းဝေးမှာရှယ်ဦးရာလီအမှန်တော့ဒါဟာဖျက်လို့ဖျက်ဆီးတာကလွဲရင်ဘာမှမလုပ်တတ်လို့စီးပွားပြက်တာကိုနိုင်ငံတကာနဲ့ဒေါ်စုပေါ်လွှဲချတာပေါ့ဒေါ်စုကိုအားလုံးကဝိုင်းတောင်းဆိုနေကြတာလေပါတော့ပေါ့ခွေးမတန်ဟန်ကိုဖို့ဆိုပါတော့နိုင်ငံဝန်ထမ်းများအနေနဲ့အဂရိတရားကင်းစွာနိုင်ငံတော်ကပေးအပ်ထားတဲ့တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်ပြီးနိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးကိုဖော်ဆောင်ပေးရမယ်လို့လေစူဒန်ချူဒန်ဥဒန်နေမကဘူဒန်မှာပြည့်သွားပါကြောင်းကဘာတိုင်းဆုံးမောင်စမော